ဆရာကြီးလည်းမိမကြောက်ရတယ်ထင်ပါတယ်ကားရတဲ့နေနဲ့လာလို့ပြောလို့ရှိရင်အိမ်ရောက်ရင်ကွန်ရှာခံရအောင်ဟောအဲ့ဒါကြောင့်ဖြစ်မှထင်ပါတယ်အဲ့တော့အနီကတော့ပြုံးနေပါတွေ့တယ်ပါကိုအဲ့လိုမေးလိုက်ကိုလည်းဒီလိုပဲဖြစ်မှာအဲ့လိုပဲဖြစ်ရမှာပဲရှောင်းပြောနေကျွန်တော်သူ့ကိုဘာပြောအောင်မှမသိဘာမှမပြောပါဘူးသူကလည်းဘာဆိုဘာမှပြန်မပြောဘူးကျွန်တော်နဲ့သူနဲ့ဘာဒီမှလည်းမသိပါဘူးဒါတကယ်ကိုကျိုးတော့မကြည့်ဘဲနဲ့ပေါ့နော်တကယ်ဆရာတယောက်နေတဲ့တပည့်တွေပေါ်မှာဒါနာသုံးတာနဲ့အညီပေါ့နော်တကယ်စူးစမ်းအားထုတ်ခဲ့တဲ့တကယ်လေးစားစရာကောင်းတဲ့ဆရာကြီးပါခင်ဗျာနှလုံးသားတစ်ခုရှိခဲ့တယ်ဆိုရင်ပထမနှလုံးသားຫນွယ်ဖြစ်ပြီးတော့ဒုတိယနှလုံးသားကတော့ကြောင်ကြီးရွာအကြောင်းလေးပါပဲ